မြန်မာကလူတိုင်းတွေးခွင့်မလွယ်တဲ့မင်းသားရှာရခန်စီပြေးဖက်ခွင့်ရခဲ့တဲ့မိမျိုးသူလေးမင်္ဂလာပါပရိသတ်ကြီးကဘာကျော်မင်းသားရှာရခန်ကိုတွေးခွင့်ရဖို့အတွက်မြန်မာနိုင်ငံကသူတွေအတွက်ကတော့လွယ်ကူတဲ့အခွင့်အရေးမဟုတ်ပါဘူးနော်ဒါပေမဲ့လည်းကန်တရားရဲ့အကြောင်းကောင်းမှုကြောင့်ဒူဘိုင်းမှာရှိတဲ့ကုမ္ပဏီတစ်ခုရဲ့ညစာစားပွဲမှာမင်းသားရှာရခန်နဲ့တွေးခွင့်ရပြီးတော့စကားပြောခွင့်ရတဲ့အတွက်နာမည်ကြီးနေသူဖြစ်ပါတယ်မျက်မြင်ကိုယ်သွေးကြုံလိုက်ရပြီးတော့ကဘာကျော်စူပါစတာတစ်ယောက်လုံးကိုစကားပြောခွင့်ရတယ်ဆိုတာတကယ်ဖန်အကြီးစားတွေအတွက်တော့ဂုဏ်ယူစရာပါပဲနော်မဖြူနှင်းတွေကတော့သူမဟာမင်းသားရှာရခန်လာမင်းဆိုတာကိုသူကတလအလိုလောက်ကလေးကသိခဲ့တယ်သူတို့ရဲ့ကုမ္ပဏီကဒူဘိုင်းခြေစိုက်ခီးသွားကုမ္ပဏီဖြစ်တာကြောင့်သူတို့ရဲ့ race တွေကိုအောင်မြင်တဲ့သူတွေစီမှပွဲတွေကိုတက်ရောက်ခွင့်ရှိခဲ့တာပါသူတို့ရဲ့ကုမ္ပဏီအဖွဲ့ဟာတခြားသောပါကစ္စတန်အဖွဲ့တွေနဲ့ဘင်္ဂလားဒေ့ရှ်အဖွဲ့တွေနဲ့အတူအောင်မြင်ပြီးတော့ပွဲတွေကိုတက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်သူမတို့ဖွဲ့ကမင်းသားရှာရခန်ရဲ့ပွဲကြီးစင်ပေါ်ကနေ VIP row ဆိုတော့အဝေးကနေကြည့်နေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအနီးကပ်တပ်ပုံရိုက်ချင်တဲ့စကားပြောချင်တဲ့ဖြစ်တာကြောင့်တငယ်ချင်းတွေရဲ့အကူအညီနဲ့စင်ပေါ်ကိုပြေးပြီးတော့စကားပြောပြခဲ့တယ်လို့ဆိုပါတယ်။သူမကိုအင်တာဗျူးခဲ့တာကသူမရဲ့ကုမ္ပဏီကိုဆက်သွယ်ခဲ့ပြီးတော့ခွင့်ပြုချက်ရလို့ဆိုပြီးပြောပြထားခဲ့တာဖြစ်ပါတယ်။မဖြူနှင်းတွေဟာသူတို့ကုမ္ပဏီကအစိုးရရှိလို့သာတွေးခွင့်ရတာဖြစ်ပါတယ်။သူမဟာမင်းသားရှာရခန်ကိုငငယ်ကလေးကကြိုက်တာဖြစ်တယ်။ဒီနေ့တွေးခွင့်ရအောင်လည်းအမြဲစူးစမ်းနေဒီလိုအခွင့်အရေးရဖို့အတွက်သူမဟာမြန်မာပြည်မှာနေရင်သူမရဲ့တွေ့ကျင်တဲ့အိမ်မက်တွေကိုတွေးခွင့်ရမှာမဟုတ်ဘူး။ဒါကြောင့်ဒူဘိုင်း UAE မှာနေပြီးမှတွေးခွင့်ရဖို့စူးစမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကုမ္ပဏီစုရခဲ့တော့လဲစင်ပေါ်မှာအားလုံးနဲ့အတူဓာတ်ပုံတွဲရိုက်ခွင့်ရပြီးတော့သူမစင်ပေါ်ကိုပြေးတွေ့တဲ့အချိန်မှာလဲရှာရခန်ဟာတွန်းတုတ်ခြင်းမရှိပဲသူမကိုဖော်ရည်စွာနဲ့နှုတ်ဆက်ခဲ့ပြီးတော့စင်အောက်ကိုတေချာလေးပြန်လိုက်ပို့ပေးခဲ့တာဖြစ်ပါတယ်။ဒီအကြောင်းတွေကိုတော့မဖြူနှင်းတွေကပျော်ရွှင်စွာပြောပြထားတာဖြစ်ပါတယ်။အခုလိုမျိုးကဘာကျော်စူပါစတာတယောက်ကိုတွေးခွင့်ရဖို့ဆိုတာသူတို့နိုင်ငံလူမျိုးနေနဲ့ကတော့ chance များနေပြီးတော့မြန်မာနိုင်ငံကပရိသတ်တွေအတွက်ကတော့နိုင်ငံတကာပွဲတက်အခမ်းအနားတွေနဲ့အရေးကြီးပွဲတွေမှာသာတွေးခွင့်ရတာဖြစ်ပါတယ်။နိုင်ငံအခြေအနေတွေကလည်းတွေးခွင့်ရဖို့အခြေအနေကြတာကြောင့်အခုလိုဒူဘိုင်းမှာတွေးခွင့်ရတဲ့သူမကိုမြန်မာပရိသတ်တွေကတော့ lucky girl လို့ပါချီးကျူးနေကြတာဖြစ်ပါတယ်။မဖြူနှင်းတွေအနေနဲ့မြန်မာပရိသတ်တွေကသူမကိုပြောဆိုကြမယ်ထင်ထားတာသူမအနေနဲ့အခုလိုချစ်ပေးကြပြီးတော့ချီးကျူးကြလိမ့်မယ်လို့မထင်ထားဘူးလို့ပြောပြခဲ့ရဖြစ်ပါတယ်။သူမအနေနဲ့မင်းသားရှာရခန်နဲ့မတွေ့ခင်တွေ့ကျင်တာဖြစ်ကြောင်း manifest လုပ်ခဲ့ပြီးတော့တွေးခွင့်ရတော့လေဖော်ယူစွာနဲ့ဆက်ဆံခဲ့ကြောင်းဂုဏ်ယူစွာနဲ့ပြောပြပေးခဲ့ရဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးကဘာကြီးရဲ့မတူတဲ့နေရာတွေမှာတင်တို့ရဲ့ idol တွေရှိနေပါကအခွင့်အရေးရရှိနိုင်ကြောင်းမဖြူနှင်းတွေရဲ့အဖြစ်ကသက်သေပြနေပါတယ်။တင်တို့သဘောကျချစ်နေတဲ့ idol တွေလည်းမျက်မြင်ကိုယ်တွေ့မြင်ရဖို့အတွက်အခွင့်အရေးရှိပါရဲ့နော်။ပရိသတ်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်။